အားလုံးပဲမင်္ဂလာပါရောခိုင်ဟာတာကေကနေပြီးတော့ပေါ်တာတို့အကုန်လုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့မောင်တိတ်ပဲဖြစ်ပါတယ်မောင်တိတ်ဒီနေ့ပြောပြချင်တဲ့အကြောင်းအရာလေးဒီနည်းနည်းလေးရှိနေမယ်ပထမဆုံးချက်ကကြတော့မောင်တိတ်တို့ပတ်ဝန်းကျင်မှာပေါ့သူတော်တော်များများပေါ့နော်ပြောနေကြတဲ့ AI ဆိုတဲ့စကားလုံးတစ်လုံးကိုပေါ်တို့ကြားဘူးနေမှာပါဒီ AI ဆိုတဲ့ဟာလီခါလူတွေကကြားဘူးနေတယ်လို့ပေါ့နော်ဒီ3 view ကလည်းဝင်လင်းနေကြရဲဆိုတဲ့အချက်လေးတွေရှိနေမယ်ဆိုတော့လူတွေဘာကြောင့် AI ကိုအသုံးပြုဖို့ဝင်လင်းနေရတယ်ဆိုတဲ့အကြောင်းအရာလေးကိုမောင်တိတ်ပြပြပေးမယ်။နောက်တစ်ချက်ကကြတော့မောင်တိတ်တို့အခုလက်ရှိချိန်မှာခေတ်စားနေတဲ့ AI brand လေးတွေပေါ့နော်။ဘယ် Camia ထုတ်တဲ့ AI လေးတွေကကောင်းနေလဲဘယ် Camia ထုတ်တဲ့ AI လေးတွေကမောင်တိတ်တို့ရဲ့ဒီပတ်ဝန်းကျင်မှာအသုံးပြုဖို့များနေလဲအသုံးဝင်နေလဲဆိုတော့မောင်တိတ်ပြပြပေးတော့မှာဖြစ်ပါတယ်။ AI ကိုဘာကြောင့်အသုံးပြုဖို့အတွက်ဝင်လင်းနေကြရဆိုတဲ့အကြောင်းရင်းတွေရဲ့နောက်ွယ်မှာဒီချက်လေးတွေရှိနေတယ်ပေါ့နော်။ပထမဆုံးချက်ကကြတော့ AI ကိုအသုံးပြုဖို့အတွက်အရန်ပဲခက်ခဲနေသလားပေါ့နော်။ဘာလို့ဆိုတော့လူတော်တော်များများကဒီနည်းပညာပိုင်းဆိုင်ရာတွေကိုအသုံးပြုရမှာချို့လူတွေကလည်းကြောက်ကြရဲချို့လူတွေကလည်းဝင်ပြီးကြရဲပေါ့နော်။တာမန်ယူကြသွားနေတဲ့ပုံစံကနေပြီးတော့ AI နေပေါ်လာတဲ့အချိန်မှာ AI ကိုစမ်းသပ်ဖို့အတွက်အရန်ဝင်လေးနေကြတဲ့အကြောင်းရင်းတွေမှာလည်းဒီအချက်တွေပါတယ်ပေါ့နော်။တကယ်တော့ AI အသုံးပြုရတာတကယ်တော့မခက်ခဲပါဘူး။ပြီးတော့နောက်တစ်ချက်ကကြတော့ပေါ့နော်။ဟောခုနကတော့မိပြတ်သွားလို့ sorry ပါဆိုတော့ဆက်လက်ပြောကြပါမယ်ပေါ့နော်ဆိုတော့ဆက်လက်ပြောရမယ်ဆိုလို့ရှိရင်မောင်တိတ်တို့ဘာကြောင့်ဝင်လင်းနေကြရဲဆိုတဲ့အကြောင်းရင်းနောက်တစ်ခုကကြတော့ဒီ AI ကိုအသုံးပြုဖို့အတွက်ပေါ့နော်ပတ်စံကုန်ကြမှုရှိသလားငွေကြီးကုန်ကြမှုရှိသလားဆိုတဲ့အချက်လေးပါဝင်နေမယ်ပေါ့နော်တကယ်တော့ AI တွေကဒီ free သုံးလို့ရတဲ့ AI လေးအများကြီးရှိပါတယ် AI သုံးပြုရလဲဒီလောက်ထိအခက်ခဲပါဘူးပေါ့နော်ဝင်လင်းနေရရင်နောက်ချက်ရှိနေတယ်အဲ့ချက်ကတော့နည်းနည်းလေးအရေးကြီးရပေါ့နော်AI ကိုကမိကုန်းနေမေးလိုက်တယ်အကြောင်းအရာတွေမေးလိုက်တယ်သူတို့စီကပြန်ရတဲ့အကြောင်းအရာတွေကမှန်ကန်မှုရှိလားတိကျမှုရှိလားဆိုတဲ့အချက်ပုံမူတည်ပြီးတော့လူတွေကသုံးဖို့ဝင်နေကြပါဘောเนาะအဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့မောင်တိတ်ရဲ့အမြင်ပြောမယ်ဆိုလို့ရှိရင်တချို့ဟာတွေကလည်းအသုံးပြုလို့ရရင်ရှိတယ်ပေါ့เนาะဒါပေမဲ့ကိုယ့်ရဲ့ပေါ့เนาะကိုယ့်ရဲ့တီထွင်နိုင်မှုဖန်တီးနိုင်မှုပေါ်မူတည်ပြီးတော့ AI လေးကအသုံးပြုလို့ရပါတယ်ပေါ့နော်ကိုကတခု question မေးလိုက်မယ်ပြန်ဖြေလိုက်တဲ့အဖြေကကိုမမှန်ဘူးထင်နေလို့ရှိရင်ကိုယ့်ရဲ့ဒီမေးလိုက်တဲ့မေးကိုနည်းနည်းလေးပြောင်းပြီးတော့မေးလိုက်မယ်ဆိုလို့ရှိရင်တိကျရဲ့အဖြေမှန်တစ်ခုရရှိလာမှာဖြစ်ပါတယ်ဆိုတော့ဝင်နေကြရဲ့အကြောင်းအရာလေးတွေကိုပြပြပြသွားပြီဆိုလို့ရှိရင်အခုလက်ရှိပေါ့နော်ဘေး AI တွေကဘယ်လိုခေတ်စားနေလဲဆိုတာကိုမော်တိတ်ပြပြပြီးသွားမှာဖြစ်ပါတယ်အခုခေတ်လေးစားနေတဲ့မော်ဒိတ်ကိုယ်တိုင်လည်းအသုံးပြုနေရပေါ့နော် AI ၃ခုကြောင်းပြပြပေးမယ်ပထမဆုံးတစ်ခုကတော့ ChatGPT ဖြစ်ပါတယ် ChatGPT ကတော့သူကပုတ်စာတော့တော်တယ်အတွက်ချက်ကောင်းတယ်ပေါ့နော်အတွက်ချက်တော်ကြီးကိုကောင်းတယ်ဆိုတော့ဒီကောင်းကိုမေးလိုက်မယ်မိကုန်းတိုင်းကိုသူကတိကျတဲ့အဖြေမှန်တစ်ခုကိုထုတ်ပြနိုင်တဲ့ intelligence skill ကောင်းလေးရှိမယ်အရင်ကတော့ ChatGPT ကမြန်မာစာမရဘူးဆိုပြီးတော့လူတိုင်းတိတ်မသုံးကြဘူးပေါ့နော် English ကိုရေးမှ English ကိုပြောမှဒီကောင်ရရဲဆိုတော့ဒါပေမဲ့အခု ChatGPT မှာမြန်မာလိုရှာနေပါပြီဒုတိယတစ်ခု Google ထုတ်ထားတဲ့ Gemini AI ပဲဖြစ်ပါတယ် Google ထုတ်ထားတယ်ဆိုတော့ကောင်းရောပေါ့ဗျာဘလို့ကောင်းလဲဆိုလို့ရှိရင်သူကမြန်မာလိုနိုင်နေရတယ်ကိုမေးလိုက်တဲ့မြန်မာလိုမေးလိုက်တယ်ပေါ့နော်မိကုန်းတိုင်းကိုသူမြန်မာလိုတီရဖြေပေးနိုင်တာမျိုးဟောတိတ်တွေ့ရတယ်မော်တိတ်စမ်းကြည့်ရတဲ့လောက်ဆိုလို့ရှိရင်ပါဠိလိုမေးလိုက်တဲ့မိကုန်းတွေအောင်မှာသူကပါဠိလိုကောင်းလေးပြန်ဖြေနိုင်တယ်ပေါ့နော်အဲ့တော့ Google ကထုတ်တဲ့ Gemini AI ကလည်းခေတ်စားရတဲ့မှာပါဝင်တယ်တတိယတစ်ခု Elon Musk ရေပေါ့နော်ဆရာ Elon Musk ရဲ့ AI ဖြစ်တယ် Grok AI ဖြစ်တယ်သူကတော့မောင်တိတ်ကတော့ဘယ်လိုနေရာမျိုးမှာအသုံးပြုလဲဆိုလို့ရှိရင်ဗီဒီယိုတွေခက်များထုတ်ချင်တယ်ကိုကဗီဒီယိုလေးကလီကျင်တယ် AI နဲ့လုပ်ထားတဲ့ animation ဗီဒီယိုလေးကလီကျင်တယ်ဆိုလို့ရှိရင် Grok AI ကတော့တော်တော်လေးမိုက်တယ်ထဲမှာပါဝင်တယ်အရင်တော့သူက free access ရတယ်ပေါ့နော် free အနေနဲ့ဗီဒီယိုတွေထုတ်လို့ရပါမယ်အခုနောက်ပိုင်းတော့ free မရတော့ဘူးဖြစ်နေတယ်ဒါပေမဲ့နာမည်ကြီးနေသေးပဲပေါ့နော်အဲ့တော့ဘာလို့လဲစမ်းသုံးကြည့်ကြပါလို့ဘော်ဒါတို့ကိုအခုလက်ရှိခေတ်စားနေတဲ့ AI အကြောင်းလေးတွေပြောပြပြီးသွားပြီပြီးတော့ AI ကိုအသုံးပြုရမှာဝင်လင်းနေရဆိုတဲ့အကြောင်းအရာလေးနဲ့ပတ်သက်ပြီးဆွေးနွေးပြီးကြပြီဆိုတော့ဘော်ဒါတို့အနေနဲ့ AI ကိုအသုံးပြုဖို့အတွက်တိတ်အကြံဉာဏ်ပေးခြင်းပါတယ်စမ်းလင်းသုံးကြည့်ကြပါဒီ AI ကိုအသုံးပြုရတာအသုံးပြုဖြစ်တာပေါ့နော်အသုံးပြုဖြစ်ဖို့ဆိုတာကကိုယ့်ရဲ့ဘဝရဲ့တိုးတက်မှုကိုနှောင့်နှေးစေသလို break ဖြစ်နေရပေါ့နော် break ဖြစ်နေရလေးကိုမောင်တိတ်က
ဖြေလျှော့ခြင်းနဲ့ရောပါစီခြင်းနဲ့ AI ကိုအသုံးပြုကြပါပြီးတော့လက်ရှိချိန်မှာ AI ကိုအသုံးပြုပြီးတော့ movie recap တွေပြီးလို့ရှိရင် chart content animation လေးတွေဖန်တီးနေရလို့အများကြီးပဲအဲ့ဖန်တီးနေတဲ့နေရာကိုရလာတဲ့ဝင်ငွေတွေရတယ်အများကြီးပဲဆိုတော့မောင်တိတ်လက်ရှိဒီ follower ထဲမှာရှိရဲ့ပေါ်တာတွေရောတခြားလူတွေပေါ့နော်မောင်တိတ်သိစီခြင်းနဲ့ဒါကြောင့်မို့လို့မောင်တိတ်ဒီ video လေးနဲ့အတူတူပေါ်တာတို့ကို sharing လုပ်ပေးတာဖြစ်ပါတယ်ဆိုတော့ပေါ်အနေနဲ့လည်းမောင်တိတ်ရဲ့ဒီ video လေးကိုကြည့်ရှုပြီးတော့ AI အသုံးပြုအောင်မှာဝင်လေးနေတာဒီဘယ် AI တွေကကောင်းလဲဆိုတာကိုပေါ်အနေနဲ့ပြီးသွားလောက်ပြီလို့ထင်ပါတယ်။မောင်တိတ်အနေနဲ့လည်း AI ကိုအသုံးပြုပြီးတော့ပေါ်တာတို့ရဲ့ဘဝတွေအများကြီးတိုးတက်ကြပါစေလို့ဆန္ဒလေးပြုပါတယ်။ဆိုတော့ထုံးတဲ့တိုင်းပဲ Thank you ပါပေါ်တာတွေ See you in next video ကျွန်တော်ကတော့ဘော်ရောအားလုံးရဲ့မောင်တိတ်ဖြစ်ပါတယ်။ Bye bye